two out here the brush လေးကိုရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့တော့ two option ဘာထဲမှာရှိတဲ့မူရင်း brush တွေကတော့လက်ရှိမှာဒီလောက်ပဲရှိရပေါ့အဲ့တော့မနေ့က download လုပ်ထားတဲ့ file ရှိတယ်အဲ့ file ကိုတော့ဖွင့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်နာတင်ခဲ့လဲတင်တဲ့နေရာကိုတွားခဲ့မယ်ဟုတ်ပြီကျွန်တော်ဒီ new brush ထဲမှာတင်ထားတယ်ဟုတ်ပြီဒီ zip နဲ့ file လေးတွေပေါ့နော်ဒါလေးကို zip ဖြည့်မယ်ပေါ့အားလုံးကို select မှတ်ဖို့တော့ control A နှိပ်လိုက်တယ်ပြီးတော့ကျွန်တော် right click နှိပ်လိုက်တယ်ပြီးတော့ဒီခု zoom ဆွဲပြမယ်ဒီ extract here လေးကိုကျွန်တော် left click တစ်ချက်ထိလိုက်တယ်ဒါဆိုရင် zip ကဖြည့်တော့ဖြစ်ပါတယ်အဲ့တော့အချိန်နဲ့ငယ်တော့စောင့်ရမှာဖြစ်ပါတယ်ဟုတ်ပြီ zip ဖြည့်ပြီးတော့ပါနော်ဟုတ်ပြီ zip ဖြည့်ပြီးတော့တဲ့အချိန်မှာတခုလိုမျိုးကျွန်တော် folder တစ်ခုအတစ်ပြန်စောင့်မှာပေါ့နော်1အဲ့တော့ဒီ1တိဆောက်အချင်းအကြောင်းရင်းကကျွန်တော် zip ဖြည့်ထားတဲ့ brush တွေအကုန်လုံးဒီမှာလာစုထည့်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ1ထဲမှာအနည်းငယ်စုထည့်ထားပြီးထပ်ပြီးတော့ဒီဟာတွေကိုကျွန်တော် select လုပ်ပြီးတော့ cut လုပ်တယ်ပြီးရင်ကိုဒီနေရာမှာလာ paste မယ်ပြီးရင်ဒီဟာကိုပြန်ပြီးတော့ control A နဲ့ select လုပ်မယ်ပြီးရင်ကျွန်တော် cut ပြန်လုပ်မယ်ပြီးရင်ပြန်ထွက်မယ်ပြီးရင်ဒီထဲမှာရှိတဲ့ brush folder မှာ download လုပ်ထားတဲ့ brush folder မှာလာ paste မယ်ပြီးရင်နောက်ထပ် control A နဲ့စသဖြင့်ကျွန်တော်လုပ်ခဲ့ရပါတော့ download လုပ်ထားတဲ့ brush တွေအကုန်လုံးကျွန်တော်ဒီထဲရတဲ့အကုန်ပြီးတော့ဖြစ်တဲ့ဒီ folder တွေကိုကျွန်တော်ဖျက်လိုက်တယ်ပေါ့နော် delete ကျွေးပြီးတော့ဟိုဖျက်လိုက်တဲ့အချိန်မှာဒီမှာပြန့်ကျဲနေတဲ့ download လုပ်ထားတဲ့ brush file တွေရှိသေးတယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြန်လိုက်စုရပါတော့ကျွန်တော် control နဲ့ control ဖိထားပြီး left click လိုက်ပြီးတော့စုပြီးတော့ cut လုပ်ပြီးတော့ဒီထဲကို1ဆိုတဲ့ file တွေကိုလာစုထည့်လိုက်တယ်ဒါဆိုရင်ကျွန်တော် download လုပ်ထားတဲ့ brush တွေအကုန်လုံးရပြီပေါ့နော် okay ဒီຢာတွေအကုန်လုံး control A နဲ့ select လုပ်မယ် cut လုပ်မယ်ပြီးတော့ရင်ဒီ dit pc local disk c ကိုတွားမယ် program file 86ကိုတွားမယ်ပြီးတော့ဒီ adobe ထဲကိုဝင်မယ်ဝင်ပြီးတော့ရင်ကျွန်တော်တို့ adobe photoshop cs3 ကိုတွားမယ်တွားပြီးတော့ရင်ဒီ preset ဆိုတာလေးကိုကျွန်တော်တို့တွေ့အောင်ရှာမယ်ရှာပြီးတော့အမှ left click တစ်ချက်ထိလိုက်မယ်ပေါ့နော်ဟုတ်ပြီ preset ထဲဝင်တော့ပြီဆိုရင်ဒီ brush ဆိုတာလေးကိုတွေ့အောင်ပြန်ရှာမယ်အဲ့ဒါလေးကိုပြန်ပြီးတော့ left click တစ်ချက်ထိပြီးတော့ဝင်လိုက်မယ်ပြီးရင်စော cut လုပ်ထားတဲ့အောက်ဒီမှာလာထည့်မှာဖြစ်လို့ဒီထဲက paste ဆိုလေးကိုကျွန်တော် left click တစ်ချက်ထိလိုက်မယ်ပြီးရင်ဒီဘောက်ထဲက manchit လေးဖွင့်ပြီးတော့ continue နှိပ်သွားမယ်ဒါဆိုရင်ကျွန်တော်ထည့်ပြီးတော့ပါနော်ဟုတ်ပြီဒီ photoshop ထဲကိုပြန်ဝင်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်စောဟာအတက်တွင်းဖို့တော့ photoshop ထဲကိုပြန်လာပါနော်ဒီခုလက်ရှိ brush ကတော့ဒီလောက်ထိပဲရှိသေးရပေါ့ဟုတ်ပြီကျွန်တော်ဒီတောင်းကဒီနေရာလေးကိုလာလိုက်ရင်ဒီမှာ load brush ဆိုတာရှိပါတယ်ဒါကတော့ကျွန်တော်တို့အတက်တွင်းမဲ့နေရာပါကို download လုပ်ခဲ့တဲ့ brush ကိုအတက်တွင်းဖို့ဖြစ်ပါတယ်အဲ့တော့ကိုခဏနေက cut လုပ်ပြီး paste လုပ်ထားတဲ့လမ်းကြောင်းကိုတွားနေတာဖြစ်ပါတယ် disk pc ထဲကိုဝင်တယ်ပြီးရင် local disk c ထဲကိုဝင်တယ် program file 86ကိုတွားတယ်တွားပြီးတော့ adobe ကိုတွေ့အောင်ရှာတယ်ရှာပြီးတော့ adobe photoshop cs3 ကိုဝင်တယ်နောက်ပြီး left click တစ်ချက်ထိလိုက်တယ်ပြီးရင် preset ဆိုတာလေးကိုပြန်ဝင်မယ်ပြီးတော့ရင်တော့ကျွန်တော်တို့ brush ဆိုတာလေးကိုပြန်ဝင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ cut လုပ်ပြီး paste လုပ်ထားခဲ့တဲ့အရာလေးတွေဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကို left click နှစ်ချက်ထိပြီးတော့ဖွင့်လိုက်မယ်ဆိုရင်ဒီခုဒီနေရာမှာကျွန်တော်တို့ load ဆိုပြီးတော့လောက်တာအောင်မြင်တော့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ load ဆိုတဲ့လမ်းကြောင်းကနေ brush တွေကိုရှိသမျှကျွန်တော်တို့အတက်တွင်းလို့ရပါပြီအဲ့တော့ပထမဆုံးကျွန်တော်တို့အသုံးပြုချင်တဲ့ဟာကို hash နဲ့ short ချပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့မိမိက load လမ်းကြောင်းတိထားတာဖြစ်တဲ့အတွက်တစ်ခုပြီးတစ်ခုကျွန်တော်တို့ load သွားရမှာဖြစ်ပါတယ်အဲ့တော့ left click လေးလိုက်ထိပေးပြီးတော့အတက်တွင်းတော့လို့ရပါတယ်အဲ့တော့ load လမ်းကြောင်းကဒီနေရာကနေသွားတယ်ပေါ့နော်ဒီ load brush ဟုတ်ပြီအမှန်မှကျွန်တော်တို့ paste လုပ်ထားတဲ့ဟာကို left click နဲ့ချက်ထိလိုက်ရင်ဒီလမ်းကြောင်းနဲ့ရောက်လာတယ်ရောက်လာရင်ရွေးချယ်မယ် hash နဲ့ short မယ်စသဖြင့်အသုံးပြုတော့လို့ရတယ်ထပ်ပြီးတော့ကျွန်တော်တို့ရှိတဲ့လောက် brush တွေကိုဒီနီလန်တိုင်းတုံးပြမယ်ပေါ့နော်သူက foreground color နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် color ပြောင်းရှင်နေဆိုရင် color မိမိအစိမ့်တက်မှတ်ထားဆိုရင်အစိမ့်တက်မှတ်ထားအတိုင်းထွက်လာမှာဖြစ်ပါတယ်အဆိုရင်မိမိလိုချင်တယ်လို့အသုံးပြုလို့ရပါပြီအဲ့တော့ဒီ download လုပ်ထားတဲ့ brush တွေနဲ့မူရင်း brush တွေနဲ့ပေါင်းလိုက်မှဆိုရင်ဒီခုလက်ရှိတွေ့နိုင်ပါပြီကျွန်တော်ရဲ့ download လုပ်ထားတဲ့ brush တွေလောက်ဖြစ်တော့တဲ့အခါမှာဒီနေရာမှာအများကြီးဖြစ်လာတာကိုဒီခုလိုမျိုးလေးတွေ့မြင်ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး internet ပေါ်က brush တွေ download လုပ်ပြီးတော့အသုံးပြုတတ်ရင်လည်းတထောင်တနေရာမှာအကျိုးရှိပါတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်ပြီးအသုံးချတတ်နိုင်ကြပါစေကျေးဇူးကြပါဆိုင်အားလုံးကိုကျေးဇူးတင်ပါတယ်